မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော့ပြီးတင်စာရန်နဲ့ထုံရောင်းကုန်မျိုးတော်မှဇာတက်ပြည်နေထမင်းရှောက်ခွင့်ရဲ့သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပရမနှုတ်ခွန်းဆက်တာအပ်ပါတယ်2026ခုနှစ်မတ်လ3လပိုင်းမှာကံကြမ္မာကံစားတရာစီဂျိုစီနက္ခစီကံကြမ္မာရာဒီဂျိုနက္ခဏပတ်သက်ပြီးဇာနေနဲ့ပရစီယာကန်စာတာဟော့စတန်လေးကိုခုနှစ်သားသမီးကိုဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်။ဥစွာပရမဇာနေနဲ့ပရစီယာကန်စာတာမှာဆိုလို့ရှိရင်တန်နည်းတွေသားသမီးကန်ချာမှာကန်စာတာဟောပြောဆက်ကိုဆွေးနွေးပေးသွားခြင်း။တန်နည်းတွေသားသမီးဟောကိန်းတွေတွဲချက်စစ်စစ်တာအခိုက်မှာဟောပြောရမယ်ဟောကိန်းတွေမှာဆိုလို့ရှိရင်ဇွဲကောင်းနဲ့တတိပြောင်ရောက်တဲ့မတ်လာတိုးတော့မတ်လာမှာတန်နည်းတွေသားသမီးကကန်နေတယ်။အမောခင်တတနာပေါပေါတတ်တဲ့လုံငွေပြဿနာဖြစ်ရှင်းရကိန်းရှိတယ်စေတနာနဲ့ဆောင်ရွက်တဲ့အချုပ်ကိစ္စတွေဝေဒနာဖြစ်တတ်တယ်အာမခန္ဓာတတ်သိလိုက်တာဆွေမျိုးသားချင်းမောင်နှမအသားဝိုင်းကြောင့်ဒုက္ခရောက်တတ်တယ်လားဘာပဲဆောင်ရွက်စိတ်အနောက်ချက်တို့ရင်ဆိုင်ဖြစ်ရှင်းရကိန်းရှိနေပါတယ်ခရူးဆိုင်ပေးဖို့တတိထားနိုင်ဖို့တတိဖြုတ်ပေးဖို့ဆရာအနေနဲ့မေတ္တာရခံပါစေဇွဲကောင်းနဲ့တတိပြောင်ရောက်တဲ့ရက်စွမ်းတတိရှိတယ်တန်နည်းငယ်တွေသားသမီးများဖြစ်ပါလေ။သို့တော့3လပိုင်းမတ်လမှာမတ်လ17ရက်ကနေမတ်လ28ရက်အတွင်းကတော်တော်လေးစာတာရညံ့တယ်။ပထမဆက်ရဝင်းချင်ကတော့နည်းနည်းလေးကန်ပြီးနည်းနည်းတောင်းလိုက်တယ်။သို့တော့17ရက်နောက်ပိုင်းမတ်လ17ရက်ကနေမတ်လ28ရက်အတွင်းလုံးဝစာတာညံ့တယ်။ဝေကံတတလာရီရင်ဆိုင်ဖြစ်ရှင်ရတတ်တဲ့အိမ်အောင်ရှင်များအိမ်အောင်တဲ့များအိမ်အောင်ကြီးစစ်အခမ်းမသက်လားအိမ်တော်ကြီးပြိပခါကြာရောက်တာအိမ်တော်ကြီးမတမရတဲ့ကိစ္စရက်တွေပါကြုံရဆုံရရင်ဆိုင်ဖြစ်ရှင်ရတတ်ပါတယ်အာမခံတတ်သိလိုက်လမ်းမရေးထိုးတတိထားရမယ်စက်ပစ္စည်းစက်ကရိယာတွေနဲ့ပတ်သက်ပြီးတော့တွေးထွက်တန်ရုံထိကအနာတရားဖြစ်တတ်တယ်ကြမ်းကြာနေတဲ့ကိစ္စတွေလုံးဝမအောင်မြင်ဖို့ဖြစ်နေတဲ့ကိစ္စတွေတိခံလက်စနဲ့တိခံပြီးပြရမယ်ရောင်းမဝယ်မပြောင်းလဲတတိထားရမှာလွယ်လင်းတကူအိမ်ချမ်းတွေလုပ်ငန်းတွေရင်းနှီးမြှုပ်နှံဖို့မလုပ်သင့်ဘူးတနည်းအားဖြင့်အထက်လက်ဆက်သုံးစီစားသုံးစီနဲ့ပတ်သက်တဲ့စိတ်ပိုင်းခန္ဓာပိုင်းတွေတော့တက်စိတ်တာပိုင်းကောင်းကျိုးပေးလိမ့်မယ်အောင်မြင်စေမယ်ချမ်းမြေမြေရာစောက်လို့ရေးအိမ်ချမ်းမြေတိုက်ခန့်တိုက်တာအစအောင်ရင်းနှီးမြှုပ်နှံမှုမျိုးတော့တောင်းလာပိုင်းပါတနည်းနဲ့သာသမီများကောင်းကျိုးမှာအင်္ဂါသာသမီစနေသားတပိချံကိုဆောင်ရမယ်ပြဿနာပြိပခကြုံရတတ်တယ်ကျမကြီးပိုင်းမှာအစာအိမ်ဥယောင်နာတနည်းဖြင့်အစာအိမ်လုံးနဲ့ပတ်သက်ပြီးတော့ကုတာရတာတနည်းဖြင့်ထိထိရောက်ရောက်စိတ်ယုံစိတ်ခံပြသရတာဥမာကြီးကင်ဆာဥမာနဲ့ပတ်သက်တာတွေအတွေ့ကလေးစားဘိုင်အောင်နာလေထိုးတာနေလို့ထိုင်လို့မကောင်းတာတွေတန်နည်းငယ်တွေသားသမီးများမတ်လတပေါင်းလာ3လပိုင်းအထုကယူဆိုင်ရလိမ့်တတိပြုတ်ရလိမ့်လာပြီးကြောင်နောက်ပိုင်းဆိုရင်ပုံမပြီးတော့ကယူဆိုင်ပေးရလိမ့်မယ်တတိထားပေးဖို့လုပ်အပ်မယ်ရက်စွမ်းတတိရှိတယ်ဉာဏ်ပညာထက်မြက်ကြတဲ့တန်နည်းငယ်တွေသားသမီးများစိတ်ကဘောထားကြီးမြတ်တဲ့ကြိုးစားအားထုတ်မှုကောင်းတယ်လို့တော့တာကြီးသမီးကြီးသားသမီးတို့နဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစာရုံမြင့်ကနာကိစ္စတွေတရားရုံးရဲ့ကိစ္စတွေမိသားစုလုံငင်းပြဿနာကံကနာတွေပါရှင်ဆိုင်ဖြည့်ချင်းရဖို့ကံကြမ္မာကံတရားကနည်းနည်းလေးပေါ်ညွှန်ပြနေတယ်နည်းနည်းလေးတတိထားပေးရမယ်တတိပြုတ်ပေးရမယ်ဖရာတရားကိုပုံမော်ပြီးတော့နေမှာအညာမှာအကြိုးစားစားလေးဆောင်ရရမယ်အဋိဋ္ဌပတိစိတ်တာဂုံတော်ကာထာတရားပွားများတာတွေဆောင်ရပေးဖို့လိုအပ်နေပါလေနည်းနည်းလေးစိတ်လေးတွေအေးထားပြီးတော့ပြဿနာလေးတွေကိုတစ်ခုပြီးတစ်ခုဖြည့်ချမ်းမှပါလေအောင်မြင်မယ်ငွေကြေးကိစ္စရက်တွေလက်ပိတ်နေတယ်ငွေကန်တွေမကောင်းသေးဘူးမတ်လတလားတိခါလိုက်ပါခုနှစ်နှစ်ခုနှစ်နာမှာကန်လင်းတော့ကန်စာတာအညံဆုံးကန်စာတာခေနေတော့ဟာတက်နေနေသားတယ်တောင်းလဲမရညောင်လဲမရဘဲတင်ပဲမြဘဲတူးပဲပါဦးမှာအာကိုအာထာအကူညီတောင်းလို့ရာကိန်းရာလန်းလုံးဝမရှိဘူးဖြစ်နေတာတန်နည်းငယ်တွေသားသမီးများဖြစ်တယ်တန်နည်းငယ်တွေသားသမီးများကံကြမ္မာကံစာတာကံနေနေတယ်မွေးနာတော့တန်နည်းငယ်တွေဂျုံတောက်မှာမတ်လတော့တဲ့မတ်လထဲမှာ
ကံကောင်းစေခြင်းကံပွင့်စေခြင်းကံကောင်းခြင်းတို့အတွက်တည်တည်ချာချာထိတ်ထပ်ပြုတ်ပြီးတော့လူပေးပါဘာလို့ရမလဲဆရာမင်းမျိုးပန်းကိုကွက်မင်းမျိုးပန်းကိုပွင့်မပြတ်မကွက်လူပေးပါကုသိုလ်ကံကြမ္မာရေးတွေကောင်းမယ်ရက်ထဲရွာထဲကလေးတုံငယ်နော်ခဲရတုံးချောင်းမြတ်တာလက်ဆောင်ပေးပေးပါမင်းမျိုးပန်းကိုပွင့်နေအိမ်မှာတော့၎င်းတန်ငယ်တွေနေဖျားစီတီနိုင်တော့၎င်းရုံရုံကြည်ကြည်မပြတ်မကွက်လှုပ်ပေးပါမဆလာတရက်ကဖို့တန်ငယ်တွေကြာရောက်မဆလာတရက်မဆလာဆက်ရှိရဲ့ဒါတွေဟာတန်ငယ်တွေနေတွေကြာရောက်တဲ့ရက်ဆွဲတွေရုံရုံကြည်ကြည်မပြတ်မကွက်လှူဒန်းခြင်းအဖြစ်ကံကောင်းမယ်လက်ပွင့်မယ်နောက်မဆလာ15ရက်ဒါလေးတွေကိုမပြတ်မကွက်ဆောင်ရွက်ပေးဖို့ဆာမြတ်တာရခင်မဆလာ20ရက်ရုံရုံကြည်ကြည်မဆလာ၄ပတ်တာကာလမှာတန်ငယ်တွေနေများတပတ်တပဲဖြစ်ဖြစ်၃နှစ်ပတ်လုံးပဲဖြစ်ဖြစ်ရုံရုံကြည်ကြည်လှုပ်ဆောင်ပေးခြင်းအဖြစ်ကံနေနေတာတွေကံကောင်းမယ်လုပ်ငန်းကိုင်ငန်းလေးအောင်မြင်ပါမယ်ကုသိုလ်ကံလေးတွေလည်းမြင့်တက်လာလိမ့်မယ်တော့မဆလာဟာတန်ငယ်တွေသားသမီးတွေကံကောင်းခြင်းရုပ်ဆောင်လာခြင်းမရှိပါလုံးဝကံနေနဲ့ကံကောင်းတော့ခုနနေနာတတ်မှာကံအညံ့ဆုံးလို့ပြောလို့ရတယ်တလလုံးလုံးဟာတဏှာဖြစ်လက်ပိတ်တဲ့စီးပွားကံမဖြစ်ထောက်ဘူးအန်တယ်မျိုးစုံရက်ဆိုင်ဖြစ်ရှင်ရတတ်တယ်လားတလားမလို့အထုပ်ကိုစိုက်ပေးပါစတင်ညာကနေမေတ္တာရက်ခံပါရစေအရှိအိမ်တော်ကြီးကြာမကြီးစီးပွားရေးလုံရေးများဆွေးနွေးမင်းများလို့တာများရှိရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို45လုံး3ညာ3ညာလေးခု3ညာကိုခွန်ချီပန်9လုံးကောင်း9လုံး6နှစ်တင်9လုံးကိုတိုက်ရဆက်သွင်းမင်းများလိုက်ပါမယ်ဆရာရဲ့ဖေးတဲ့လက္ခဏာဆွေးနွေးဟောပြောနေတဲ့ဟောခံလေးစာမှာဆိုရင်ရန်ကုန်တိုင်းဒေသကြီးတောင်ပုံမြို့နယ်ဗမာကြီးရပ်ကွက်ACD လမ်းတိုင်းနံပါတ်200နဲ့ခုမြင်းကြီးထက်အချိန်မရွေးစားထံကိုလာရောက်ဆွေးနွေးမင်းများနိုင်ပါတယ်မှတ်တိုင်ကတော့တာဂီတာကြောက်တိုင်မှတ်တိုင် Capital Market ကြီးရဲ့ဖေး ACD လမ်းထက်မှာစာရေးဖေးတဲ့ဟောကန်ကိုဖွင့်လှစ်ထားပါတယ်မန္တ9နိုင်မှာညနေ9နိုင်ဖြစ်ပါတယ်ဘေးတင်မေ9ရက်သားသမီးအားလုံးကိုစိတ်နှပြကြမှာချမ်းသာပါမှုကြပါစေလို့ရင်စံတာများလဲတလုံးတော့ဖြေဝနိုင်ပါစေလို့ကျွန်တော်များပုံနာတော်ပေးတဲ့စာရနိုင်တော့ရန်ကုန်မြို့တော်မှာအထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာပါတယ်တန်ငယ်တွေသားသမီးမဆလာမှာလို့ရင်စံတာလေးတွေတလုံးတော့ပြေးဝနိုင်ပါစေလို့စာနေတဲ့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာမဆလာဟော့စတန်ကိုအင်းညာမှာပဲကြံနာပြစေမင်္ဂလာပါတန်ငယ်တွေသားသမီးခုနှစ်ရက်သားသမီးခင်ဗျာ